Transman ချစ်သူလေးကိုတရားဝင်ထုတ်ပြရင်အပြတ်ကျူးပြလိုက်တဲ့ဆယ်လီမတ်နဲ့မင်္ဂလာပါပရိသတ်တို့၏ဝန်ဒေးလီ channel ကနေကြိုဆိုပါရနော်ပရိသတ်ချစ်တော်ဆယ်လီမတ်လေးမနှင်းရဲ့အခြေကတော့လက်တလုံးမှာပရိသတ်စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်အမြဲတမ်းပျော်နေတတ်တဲ့မနှင်းကအခုချိန်မှာတော့သူ့ရဲ့အခြေကိုအတီးကြီးချပြလာခဲ့ပါပြီမနှင်းကတော့နာမည်ကြီးဆယ်လီတယောက်ဖြစ်ပေမဲ့အခြေနဲ့ပတ်သက်ပြီးတော့တခါမှထုတ်မပြောခဲ့ပါဘူးမနှင်းကအခြေအိမ်တော်ကြီးမှာကံမကောင်းလို့တခုလက်ဘွားရောက်ခဲ့ရသူပါဆယ်လီမဖြစ်ခင်အချိန်မှာအိမ်တော်တစ်ခုတီထောင်ခဲ့ဘူးပေမဲ့သဘောထားချင်းမတိုက်ဆိုင်တာတွေကြောင့်အိမ်တော်ကွက်တယောက်အနေနဲ့နေထိုင်ခဲ့တာကအခုချိန်ထိပါအခြေကိုတရားဝင်ထုတ်မပြခဲ့တဲ့မနှင်းကအခုဆိုရင်တော့ချစ်ရသူကိုတိုင်းသိပြည်သိကြီးညာခဲ့ပြီးဖြစ်ပါတယ်မနှင်းရဲ့ချစ်သူလေးကိုတော့ပရိသတ်တွေကသိပြီးသားပါနော်မနှင်းရဲ့ချစ်သူကမိန်းကလေးအဖြစ်ကနေယောက်ျားလေးအဖြစ်ပြုပြင်ပြောင်းလဲထားတဲ့ Transman ကောင်းစစ်မင်းဖြစ်ပါတယ်ပရိသတ်တွေကတော့မနှင်းတယောက်ကောင်းစစ်မင်းနဲ့ချစ်သူတွေဖြစ်နေပြီးဆိုပြီးကြီးညာချိန်မှာပရိသတ်တွေကြားကြက်ထခဲ့တဲ့အထိပါပရိသတ်တွေကသူတို့နှစ်ယောက်ကိုတငယ်ချင်းတွေဆိုပြီးထင်ထားတာမို့သူတို့နှစ်ယောက်ရဲ့အခြေအကြောင်းကြားတဲ့အချိန်မှာတော့ပရိသတ်တွေကစိတ်ဝင်စားခဲ့ကြသလိုဝေဖန်မှုတွေကလည်းမြင့်တက်လို့နေခဲ့ပါတယ်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့ဖြစ်တည်မှုတွေကိုအားပေးကြပေမဲ့လိုင်းမတူတဲ့လူနှစ်ယောက်ကချစ်သူတွေဖြစ်သွားကြပြီးဆိုပြီးတရားဝင်ထုတ်ပြလာတဲ့ချိန်မှာတော့အံအားတင်းခဲ့ရတာအသေးချပါပဲမန်နင်းကတော့ကောင်းစစ်မင်းရဲ့24နှစ်ပြည့်မွေးနေ့ပွဲကိုခန်းခန်းနာနာကျင်းပပေးခဲ့သလိုမွေးနေ့ပွဲမှာလည်းတယောက်ကိုတယောက် view ဆိုင်ပြီးအပြတ်သက်ရူနေခဲ့ကြတာဖြစ်ပါတယ်လူရှင်တော်တယောက်လိုဟာသားတွေပြောတတ်တဲ့မန်နင်းကအချင်းနဲ့တွေ့တာနဲ့နူးညံ့တဲ့မိန်းမသားတယောက်လိုပြောင်းလဲသွားတဲ့အထိပါမန်နင်းကတော့ကောင်းစစ်မင်းရဲ့24နှစ်ပြည့်မွေးနေ့ပွဲကိုခန်းခန်းနာနာကျင်းပပေးခဲ့သလိုမွေးနေ့ပွဲမှာလည်းတယောက်ကိုတယောက် view ဆိုင်ပြီးတော့အပြတ်သက်ရူခဲ့ကြတာဖြစ်ပါတယ်လူရှင်တော်တယောက်လိုဟာသားတွေပြောတတ်တဲ့မန်နင်းကအချင်းနဲ့တွေ့တာနဲ့နူးညံ့တဲ့မိန်းမသားတယောက်လိုပြောင်းလဲသွားခဲ့တဲ့အထိပါပဲရှင်မန်နင်းကတော့ကောင်းစစ်မင်းနာမှာကပ်ပြီးချွေတုပ်ပေးလိုက်စပင်းလေးတက်ပေးလိုက်နဲ့အချစ်တွေပိုးပြနေတာဖြစ်ပါတယ်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့အခြေအကြောင်း surprise ဖြစ်ခဲ့ရတာကတော့သိကြပါတယ်တိုက်မတူတဲ့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်လာလိမ့်မယ်လို့ကိုပရိသတ်တွေကမမျှော်မှန်းခဲ့တာပါအခုချိန်မှာတော့သူတို့နှစ်ယောက်ရဲ့အခြေကပရိသတ်တွေကိုအားအသင့်စေခဲ့တယ်လို့ဝေဖန်တဲ့တွေကလည်းထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်ပရိသတ်တွေကတော့သဘာဝမဆန်တဲ့သူတို့နှစ်ယောက်ကိုသဘောမတူလို့ဝေဖန်တာမဟုတ်ပါဘူးပရိသတ်တွေကအပြောင်းလဲမြန်တဲ့ကောင်းစစ်မင်းအခြေကိုအံ့ဩပြီးတော့ဝေဖန်နေကြတာပါကောင်းစစ်မင်းကအရင်ကမိမင်းဆိုတဲ့ကောင်မလေးနဲ့အရန်ချစ်ပြပြီးတိုးတိန်ထူထောင်ခဲ့ပူပါတယ်ကောင်မလေးကိုရှာဖွေကြိုးမွေးပြီးမိမရှိမဖြစ်တော့တယ်လို့မျိုးအင်တာဗျူးတွေဖြေပြီးကျူးပြချစ်ပြခဲ့ပြီးမှမန်နင်းနဲ့ချစ်သူတွေဖြစ်နေတာမို့ပရိသတ်တွေကြားမှာပြောစရာဖြစ်နေခဲ့ပါတယ်ကောင်းစစ်မင်းကတော့အရင်အမျိုးသမီးကိုအရန်ချင်လွန်းလို့ထိုင်ကြတော့တဲ့ဗီဒီယိုနဲ့ပရိသတ်တွေကြားမှာကြက်ထားခဲ့ပူပါတယ်ဘလောက်ပဲချစ်အဲ့လောက်ကြီးကျူးပြစရာလိုလို့လားဆိုပြီးတော့ပရိသတ်တွေကြားမှာဝေဖန်စရာဖြစ်ခဲ့တဲ့အထိပါပဲအရင်တယောက်နဲ့လည်းအရန်နေချစ်ပြပြီးတိုးတိန်ထူထောင်ခဲ့တဲ့ကောင်းစစ်မင်းကအခုတော့မန်နှင်းမှာမန်နှင်းဖြစ်နေခဲ့ပါပြီကောင်းစစ်မင်းကတော့သူပြိုလဲတဲ့အချိန်လေးမှာမန်နှင်းကသူ့ကိုအဆက်ဆက်အရာဖေးမလို့မန်နှင်းကိုတေးတဲ့အထိချစ်သွားမယ်ဆိုပြီးတော့ထက်ကျူလာလို့ပရိသတ်တွေကဝေဖန်နေခဲ့ကြတာပါရှင်ဘသူနဲ့ကြိုက်မတရားကျူးပြနေတာမို့ပရိသတ်တွေကကြည့်မရဖြစ်နေကြပါပြီပရိသတ်တွေကတော့ကောင်းစစ်မင်းတယောက်မန်နင်းနာကတ်တာချစ်လို့မဟုတ်ပဲမန်နင်းစီကချူစားခြင်းလို့ကတ်တာဆိုပြီးတော့ထင်ကြီးတွေပေးနေကြသလိုပရိသတ်တချို့ကလည်းမန်နင်းကစနိုက်ကြော်တာဆိုတဲ့မကောင်းတဲ့ဝေဖန်သံတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်အခြေကိုလျှို့ဝှက်ချက်တစ်ခုလို့အမြဲသိမ်းထားတဲ့မန်နင်းကတရားဝင်ထုတ်ပြပြီးချစ်ပြခဲ့ချိန်မှာတော့စနိုက်မဆိုတဲ့နာမည်နဲ့ပရိသတ်တွေကြားမှာအပြောခံနေရပြီးဖြစ်ပါတယ်ရုပ်တည်ကြီးနဲ့ဟာသားတွေပြောတက်လွန်းတဲ့မန်နင်းကတော့အခုလည်းရုပ်တည်ကြီးနဲ့စနိုက်လိုက်တာလားဆိုတော့ပရိသတ်တို့ထင်ကြီးလေးပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့တလောက်နဲ့ပဲရန်နာလေးပြစေအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ဝန်ဒေးလီ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်